Hello အားလုံးပဲမင်္ဂလာပါ Football ST ရန်ကနေပြန်လဲကြိုဆိုလိုက်ရပါတယ်ဒီနေ့ညမှာတော့ကျွန်တော်တို့အနေနဲ့အင်္ဂလန်ပရီးမီးယားလိရဲ့ပွဲကြတစ်ပွဲဖြစ်တဲ့ Everton တင်းနဲ့ Leeds တင်းရဲ့ယနေ့ညကံမဲ့ပွဲစဉ်အခြေအနေကိုသုံးသပ်တင်ပြသွားမှာပဲဖြစ်ပါတယ်အားကြောင့်မလို့ကျွန်တော်တို့ရဲ့သုံးသပ်တင်ပြချက်လေးကိုနားမထောင်ခင်ပြည်သက်ကြီးအနေနဲ့ကျွန်တော်တို့ရဲ့ YouTube channel လေးကို like and subscribe လုပ်သွားပေးကြဖို့လည်းဖိတ်ခေါ်အပ်ပါတယ် Okay let's goဟုတ်ပြီဒီနေ့ည2နာရီခွဲမှာကံမဲ့ Everton အသင်းနဲ့ Leeds United အသင်းတို့ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လက်ရှိ Everton အသင်းက Leeds United အသင်းကို15ရှုံးဆိုတဲ့ကျင်းနဲ့ဖွင့်လှစ်လာအောင်တွေ့ရတယ်ပေါ့နော်ကိုပေါင်းချင်းအနေနဲ့ဆိုလို့ရှိရင်တော့နှလုံးသွင်းရင်90ရာခိုင်နှုန်းဆုံးရှုံးရမယ်ဆိုတဲ့ကြီးမျိုးနဲ့ဖွင့်လှစ်လာတာကိုတွေ့ရပါတယ်။ Okay ကျွန်တော်တစ်ချက်သွားကြည့်လိုက်ရအောင်သူတို့နှစ်သင်းရဲ့လက်ရှိအခြေအနေတွေသူတို့ရဲ့လက်ရှိအခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Everton အသင်းကနောက်ဆုံးကန်ခဲ့တဲ့9ပွဲမှာဆိုလို့ရှိရင်2ပွဲနိုင်2ပွဲတည်1ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာဖြစ်ပြီးတော့ကြတော့ Leeds United အသင်းကလည်း2ပွဲနိုင်2ပွဲတည်1ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။နောက်ဆုံး3ပွဲမှာတော့ Leeds United ကရှုံးပွဲ Newcastle အသင်းနဲ့ပွဲစဉ်မှာရှုံးပွဲ1ပွဲကြုံတွေ့ထားပြီးတော့ Everton အသင်းကတော့2ပွဲနိုင်2ပွဲတည်နဲ့ရှုံးပွဲမရှိဘူးလက်ရှိ Everton အသင်းရဲ့အဆင့်ရည်တည်ချက်ကတော့အဆင့်17နေရာမှာရည်တည်နေပြီးတော့ Leeds United ကတော့အဆင့်16နေရာမှာရည်တည်နေရပေါ့နော်သူတို့နှစ်သင်းကြားကွာဟာချက်ကတော့9မှတ်ထိရှိနေတယ်ဗျဟုတ်ပြီဒီနှစ်သင်းရဲ့အားသာချက်ကဘာရှိမလို့အားနည်းချက်ကဘာရှိမလို့ကျွန်တော်တစ်ချက်ကြည့်လိုက်ကြအောင်လက်ရှိ Everton အသင်းကခြေစပိုင်းဆိုင်ရာအတက်ဖက်ကိုရောက်နေပြီးတော့ကြတော့သူတို့အနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Aston Villa အသင်းကိုအဝေးကွန်းမှာတကူကုန်မရှိဆိုရရလက်နဲ့နိုင်ရရှိခဲ့တာကိုတွေ့ရတယ်ပြီးတော့ကြတော့လက်ရှိတန်တက်လာပြီးခြေစွာနေတဲ့ဆန်နာလန်အသင်းနဲ့လည်းတည်ကြထားတယ်ပြီးတော့ရင် Leeds United ဘက်ကနေကြည့်မယ်ဆိုလို့ရှိရင် Leeds United ကနောက်ဆုံးကန်ခဲ့နှစ်ပွဲဆက်တိုက်အနိုင်ရရှိထားအောင်တွေ့ရတယ်ပေါ့နော်သူကအင်္ဂလန်ပရီးမီးယားလိပွဲစဉ်မှာဆိုလို့ရှိရင်တော့ဖူဟန်အသင်းကို 1-0 နဲ့အနိုင်ရရှိပြီးတော့ကျွန်တော်တို့အင်္ဂလန် FA Cup ပွဲစဉ်မှာကတော့ဒါဘီအသင်းကို 1-3 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားဖြစ်တယ် Okay ကျွန်တော်တို့ရဲ့လက်ရှိခြေစွမ်းနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကိုတစ်ချက်ကြည့်အောင်လက်ရှိခြေစွမ်းပိုင်းဆိုင်ရာမှာနှစ်သင်းလုံးကအတက်ဖက်ကိုရောက်နေပြီးတော့ကျတော့စိတ်သက်ပိုင်းဆိုင်ရာလည်းအမြင့်ဆုံးကိုပြန်တန်းနေရပေါ့နော်အဲ့ဒီချိန်မှာဆိုလို့ရှိရင် Everton အသင်းအနေနဲ့တိုက်စစ်စင်တာကတော့Diary နဲ့ McNeil တောင်မနှစ်ဖက်တိုးအားရောင်းကို Berry အဆုံးသက်တယ်အဲ့ဒီနီးနဲ့ပဲအဲ့အောင်မှာသူတို့ဆိုလို့ရှိရင်နောက်ကနေပြီးတောင်မနှစ်ဖက်ကလိုက်တက်လာမျိုးဆိုလို့ရှိရင်ရာမိုလန်ကိုပီတာဆန်တို့ကတော့သူတို့နောက်ခံနေညာနောက်ခံပေါ့သူတို့နှစ်ယောက်ကဆွဲတက်လာအဓိကတော့သူတို့ကတော့စော့ကစားပုံကတော့ကွန်းလေကိုအားပြုတာထက်တော့သူတို့ကတောင်မနှစ်ဘက်ကိုအားပြုပြီးတော့ပြေးအားယုံအားတိုးအားနဲ့လက်ရှိဘယ်ရီကအဆုံးသတ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲစော့ကစားနေရအောင်တွေ့ရတယ်တစ်ဖက်မှာကြည့်မယ်ဆိုလို့ရှိရင်လည်း Leeds United အသင်းကတော့တိုက်စစ်ကိုအင်မတန်ဖွင့်ဆော်တဲ့အသင်းလို့ပြောရမယ်ခင်ဗျသူကလက်ရှိရခိုင် Everton တိုက်စစ်ကစားမှာဟောင်းကဲဖက်လီဝန်ကိုဘယ်သူနဲ့တွဲစေအောင်ဆိုတော့Okafor နဲ့တွဲပြီးတော့ကြတော့သူနှစ်သင်းသူတို့နှစ်ယောက်ရဲ့တူအားရောနဲ့စော့နေအောင်တွေ့ရတယ်။ကိုယ်လည်းမှာဆိုလို့ရှိရင်တော့အမ်ဘာဒူတို့ပြီးလို့ရှိရင်အာရွန်ဆန်တို့ကသူတို့ကတော့ထောက်ထားပေးတာပေါ့နော်ထောက်ထားပြီးလို့ရှိရင်သူတို့ကကိုယ်လည်းကနေဖန်တီးပေးမယ်လက်ရှိမှာဆိုလို့ရှိရင်တော့သူတို့ကတော့3-5ပုံစံမျိုးနဲ့ပဲထုံးစံတိုင်းခန်းစစ်အားပြုတဲ့ပုံစံလို့ထင်ရပြင်မဲ့သူကတိုက်စစ်ကိုဖွင့်ပြီးစော့တဲ့ပုံစံမျိုးပေါ့နော်ခံစစ်ကိုလည်းအားပြုမယ်ခံစစ်တိုက်စစ်ပြောင်းတာမြန်တာပေါ့လေကျွန်တော် transition ပြောင်းတာမြန်တဲ့အနေအထားမျိုးနဲ့သူတို့အနေနဲ့ဖွင့်ပြီးစော့မှာတွေ့ရမယ်လက်ရှိဒီလိုအခြေအနေဒီလိုအနေအထားမျိုးမှာ Everton အသင်းက Leeds United အသင်းကိုပုံမှန်ဆိုလို့ရှိရင်တော့ပေးတဲ့ကြီးနေနေဆိုလို့ရှိရင်တော့ဘယ်လိုထင်တော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ Everton အသင်းအနေနဲ့ Leeds United အသင်းကိုအနည်းဆုံးသူတေချာပေါက်နိုင်မယ်ဆိုလို့ရှိရင်အနည်းဆုံး80ရှုံးတော့ဖောက်ကိုဖောက်ရမယ်အဲ့တော့လက်ရှိကဒီအချင်းနီးဖြစ်တဲ့15ပြားရှုံးဆိုတဲ့ကြီးအနေအထားအရာတော့ကျွန်တော်ကတော့ဒီပုံစံတိုင်းဆိုရင်လက်ရှိနောက်ပိုင်းမှာခြေလဲပြန်မှန်လာတဲ့ Leeds United ကိုပို့ပြီးသဘောကျတယ်ပြီးသွားလို့ရှိရင်နောက်ထပ်ပြောစရာရှိတဲ့တစ်ချက်က Leeds United ဒီတန်ဆင်းဆုံး PR ရှိရဆိုတာကအဆင့်ဆက်ရှင်နေရာကဝက်ဆန်ကအခုပြီးခဲ့တဲ့ပွဲစဉ်လဲနိုင်ပွဲရထားတာဆိုတော့ကြောင့်သူလက်ရှိရမှန်20နဲ့သူနဲ့9မှတ်အကွာမှာရှိတယ်သူအဆင့်16နေရာမှာဆိုပေမဲ့လည်းအရင်ကြီးလုကင်းနေတဲ့အနေအထားမျိုးတော့မရှိသေးဘူးတန်းစင်းဆုံးယူအားတိုးအားနဲ့ရှုံးလာမယ် Leeds United ကိုကျွန်တော်အနေနဲ့ပို့ချတယ်တစ်ဖက်ကပြန်ကြည့်လို့ရှိရင် Everton အသင်းအနေနဲ့ကတော့သူတို့အနေနဲ့လက်ရှိအပေါ်ကအဆင့်9နေရာက Chelsea နဲ့တော့မှ9မှတ်ပဲကွာတယ်ဆိုတဲ့အနေအထားမျိုးမှာသူတို့လည်းဥရောပရောင်းဝယ်တနေရာအတွက်တော့ရုန်းကန်ကြည့်လာဖို့ရှိမယ်ပေါ့ရုန်းကန်ကြည့်လာဖို့ရှိမယ်ဆိုပေမဲ့Leeds United လောက်တော့ဖိအားများမနေဘူး Leeds United လောက်ဖိအားများမနေတဲ့အနေအထားမျိုးရယ်ပြီးသွားလို့ရှိရင်လက်ရှိနှစ်သင်းလုံးအတက်ဖက်ခြေစမ်းမရောက်နေတဲ့အချိန်မှာ Everton အသင်းအနေနဲ့အိမ်ကွင်းမှာဘာလို့15ပြားရှုံးမဲ့ပြီးတော့ရှင်းတယ်ကျွန်တော်ကတော့ Leeds United နိုင်မှာမှုလို့ပဲကျွန်တော်ထင်တယ် Leeds United ဒီအနေဆုံးတည်ရဆိုပေမဲ့ကျွန်တော်ကနိုင်မယ်လို့ယူဆတယ်အားကြောင့်မလို့
ကျွန်တော်အနေနဲ့ယနေ့ညအတွက်အင်္ဂလန်ပရီးမီးယားလိပွဲချန်နေတဲ့ကတပွဲဖြစ်တဲ့ Everton အသင်းနဲ့ Leeds United အသင်းတို့ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ Leeds United ဘက်ကနေရပ်တည်ပါမယ်ပေးတက်ကြီးရောကိုရီးယားထင်မြင်ချက်လေးတွေကိုအောက်ကကွန်မန့်မှာရေးသွားလို့ရပါတယ်အားလုံးပဲကျမ်းမာပျော်ရွှင်ပြီးတက်ရှူတိုင်းငွေဝင်ကြပါစေအောင်မြင်ပျော်ရွှင်တဲ့နေ့သက်လေးကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်သားပေးကြဖို့အားလုံးကိုဖိတ်ခေါ်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်